တချို့ကသူများကိုတော့ကိုယ်ကဆုံးမတယ်ကိုယ်ဆုံးမရင်ဘာပြောလဲရှာမရှိနဲ့ဟုတ်လားကိုယ်ကပြောတဲ့အခါတော့ရှည်ခြင်းတော့ရှည်ပေါ့ကိစ္စမရှိဘူးကိုယ်လာပြောလို့ရှိရင်မကြိုက်တဲ့လူကပိုများတယ်နော်အဲ့ဒါမျိုးမဖြစ်ရဘူးတဲ့ဝတ္တာကိုယ်ကလည်းဆုံးမတတ်ရမယ်ဝစနခမသူကပြောလို့ရှိရင်လည်းလက်ခံတာဖြစ်ရမယ်အဲ့ဒီအချက်ကအမတန်ခက်တယ်ဘာလို့ခက်တာတုံးဆိုလူတွေမှာမာနရှိတယ်မာနရှိသည့်အတွက်ကြောင့်ကိုယ်ရဲ့ငယ်တဲ့ပုဂ္ဂိုလ်ကပြောရင်လက်မခံနိုင်ကိုယ်အောက်ကလူကပြောလဲလက်မခံနိုင်ငါသိငါတတ်ငါတော်ငါတတ်လာမပြောနဲ့ဟောပြောလို့ရှိရင်ရံမယ်ဒီနေရာမှာကြတော့ရှင်သာရိပုတ္တရာရဲ့စိတ်ဓာတ်အမတန်မှအတူခိုးကြကောင်းပညာရှိပိသတယ်ပေါ့ရှင်သာရိပုတ္တရာဘယ်လိုပညာရှိပိသလို့ရှင်သာရိပုတ္တရာမထေရမြတ်ကိုတခါတော့ကသင်္ကန်းလေးယုံထားတာလေးကမညီမညာလေးအမှတ်တမဲ့တွဲလောင်းလေးကြာနေတော့ကိုရင်လေးတစ်ပါးကရှောက်တယ်တဲ့အရှင်ဘုရားသင်္ကန်းလေးဟောဒီမဲ့တွဲလောင်းလေးကြာနေတယ်ဆိုတော့ရှင်သာရိပုတ္တရာမထေရမြတ်ကကိုရင်လေးပြောတဲ့အတိုင်းဟုတ်နေတော့သူသင်္ကန်းလေးကိုသူပြင်းယုံပြီးတော့လက်အုပ်ကလေးချီပြီးတော့ညီသွားပါပြီလားလို့ပြောတယ်နော်ကျေးဇူးတင်တယ်ကိုရင်ကျေးဇူးတင်တယ်လို့ကိုရင်ပေါ့ဆာလေးကဆုံးပြောတာတတိပေးတာကိုလက်ခံပြီးတော့တန်ခါပရိသတ်ကြားထဲမှာသူဘာပြောလဲဆိုတော့ခုနှစ်နှစ်အရွယ်ဒီကနေ့မှာသင်္ကန်းဝတ်လာတဲ့တတဟုပပ္ပစီတောတန်တောဇာတိယတတ္တဝတိကောဒီကနေ့မှာကိုရင်ဝတ်လာပြီးအသက်ကလည်း9နှစ်ပဲရှိသေးတယ်အဲ့ဒီကိုရင်လေးကသူ့ဆုံးမပါစေတဲ့ဥထိပ်ရွက်ပန်ဆင်ပါမယ်ဟောဒါရှင်သာရိပုတ္တရာပြောတဲ့စကားပါဠိလိုကြတော့တတဟုပပ္ပစီတောတန်တောဇာတိယတတ္တဝတိကောသောပိမံအနုတာသေးယတံပဋိစ္ဆာမိမတ္ထကေဒီကနေ့မှာကိုရင်ဖြစ်လာပြီးအသက်အရွယ်ကလည်း9နှစ်ပဲရှိသေးတယ်အဲ့ဒီကိုရင်ဝတ်ဆ9နှစ်အရွယ်ကိုရင်လေးကတောင်မှသူ့ကိုဆုံးမဩဝါဒပေးမယ်ဆိုလို့ရှိရင်ဥထိပ်ပန်ဆင်မမယ်လို့ဒီလိုပြောတာနော်ဒါသန္နမုနာယူရမှာပဲအဲ့တော့မိကောင်းဆွေကောင်းကိုအမတန်တန်မိုးထားတယ်ဆိုတဲ့အဓိပ္ပာယ်ပေါ်တယ်ပေါ့အေးကောင်းပြီဝတ္တာဝစနခမသူများကဆုံးမရင်လည်းလက်ခံနိုင်ရအဲ့ဒီလက်ခံနိုင်တာလည်းပဲမိကောင်းဆွေကောင်းရဲ့အင်္ဂါတရားပဲ